ဒါဆိုရင်တော့ရသွားပြီဘယ်လိုပုံလေးဖြစ်မှကျွန်တော်ဆွဲပြမှာတစ်ချက်ဟိုမိုက်တယ်ဗျာဒီကောင်ထုတ်ရဘယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာတော့အခုခေတ်စားနေတဲ့ AI ပုံတွေဘယ်လိုထုတ်ရလဲကျွန်တော်တစ်ချက်လောက်ရှင်းပြပေးမှာဖြစ်ပါတယ်အခုအရုပ်သေးသေးလုပ်လို့ရတယ်ပြီးတော့ကိုလူချင်းတဲ့ပုံကိုစာသားရုံနဲ့ပုံပေးတယ်ကိုကဲကနေထုတ်တာတယ် Gemini AI နဲ့ mix up ပေးခြင်းပါတယ်ဒီကောင်ကတော့အလုပ်တကူ Play Store မှာ download ရပါတယ် Gemini ဆိုပြီးတော့Gemini ဆိုပြီးဒီလိုwebsite ကနေလည်းဝင်လို့ရပါတယ်ကျွန်တော်တို့ download ဆိုတော့အနားမှာ open ဆိုပြီးပွင့်နေပါတယ်ကျွန်တော် website ရောက်ဝင်လာ website ရောက်ဝင်လဲလို့ရပါတယ် Gemini လို့ရရှာတယ်မှာ Gemini ဆိုသူရဲ့ page ဝင်သွားမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ဆိုတော့ဒီကမှာ prompt ထည့်အောင်ကိုရဲ့ Gemini ကိုနှိပ်လိုက်မယ်တကယ်လို့website ဒီဘက်တည်းကGemini software ထဲမှာလည်းဝင်လို့ရပါတယ်ဒီဆိုကနေတောင်းလိုက်တော့ဟိုနေ့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ထုတ်ထားတဲ့ပုံတွေတစ်ချက်ပြပါမယ်ဒါဆိုကျွန်တော်ထုတ်ပေးထားတဲ့ပုံတွေဖြစ်ဒီကောင်တော့ပုံရေးထားတာပေါ့ဒီအောက်ကငှက်ပြောသီးဥစ္စာတွေကိုတစ်ချက်နှိပ်ပြရမယ်brother တို့မှာအားလေးပုံရင်နှိပ်ပြီးတော့ကျွန်တော်ဒီစာသားလေးကို copy ကူးလိုက်ရင်ပြီးတော့ကျွန်တော်လည်းလောက်လာမှာပဲကျွန်တော်ပုံထွက်လာမယ့်ပုံကတော့ဒီလိုပုံလေးထွက်လာမယ်ဒါတော့ကျွန်တော်ပုံလေးထုတ်ထားပါနောက်ပြီးတော့ကျွန်တော်ထုတ်ထားပါသေးတယ်ဒါကတော့ကျွန်တော်မြန်မာနဲ့အင်္ဂလိပ်ကိုကျွန်တော်ရေးလိုက်တာ create a picture of yourself on the moon with a cat ဒါလက်ကပါပေါ်မှာကမာလေးတယောက်အတူတူရှိနေတဲ့ပုံထုတ်ပေးပါလို့ပြောလိုက်တာကျွန်တော်ဒီလိုပုံလေးတစ်ပုံထုတ်ပေးလိုက်တယ်ကိုလူချင်းတဲ့စာကိုပြောင်းပြီးရေးလို့ရတယ်ဒါဆိုလေကျွန်တော်ထုတ်ထားတာဖြစ်ပါတယ်ဟောကိုရဲ့ idea ကောင်းတော့ပုံလေး generate ထုတ်ရပါတယ်ဒီကနေပြီးတော့ကျွန်တော်တခြားမတူညီတဲ့ပုံလေးကျွန်တော်ထုတ်ပြမယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်စာမတက်တော့အင်္ဂလိပ်စာမလဲတော့ជីပုတ်သုံးပြီးတော့ကျွန်တော်တို့ဘယ်လိုမြန်မာလူရန်အင်္ဂလိပ်လိုပြောင်းလဲဆိုတာရှိတယ်ပြောင်းရမယ်ဆိုရင်ဒီကောင်ជីပုတ်သုံးရမယ်ជីပုတ်သုံးမှရမယ်ကောင်းဆိုဒီဘက်1နဲ့ပြီးတော့ဒီမှာ TRAN SL translate ကိုနှိပ်ပြရမယ်အားကနေကိုလိုချင်တဲ့ဥစ္စာကိုသူဘာသာပြောင်းပေးရမယ်ကျွန်တော်ကမြင်းပေါ်မှာစင်ပေါ်မှာရေးလိုက်စင်ပေါ်မှာမတဲ့ရနေတဲ့ပုံထုတ်ပေးပါလို့ရေးလိုက်မယ်ဗျာဒီဘက်အပေါင်းလေးနေလိုက်အပေါင်းလေးဆိုကျွန်တော်ကိုထည့်နေတဲ့ပုံတစ်ပုံထည့်ပြရမယ်ဒီပုံထည့်မလို့ဆိုတော့generate လုပ်လိုက်ပါခဏတော့စောင့်ပြရဒီကောင်ဒီကတော့ကို idea ရှင်းကြည့်တော့ပုံလေးထုတ်ရနောက်ပိုင်းကျရင်ကျွန်တော် video ပုံလေးနဲ့ဘယ်လိုဖန်တီးရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့တက်ဆက်ပေးသွားအောင်ပါကျွန်တော် YouTube channel လေးကိုလည်း subscribe နေပြီးတော့အားပေးကြပါအောင်လို့ဒါတော့သူထုတ်နေတာနည်းနည်းတော့စောင့်Picture yourself standing tall on an elephant စင်ပေါ်မှာမတည့်ရနေတဲ့ပုံဒီပုံကအဲ့လိုထုတ်ပေးမှာတကယ်ဟုတ်လားမဟုတ်လားတော့နည်းနည်းတော့စောင့်ကြည့်ဗီဒီယိုလေးရှင်းနေမှာဆိုလို့ကျွန်တော်ဖြတ်လိုက်မယ်ဟောဒီဒါဆိုရင်တော့ရသွားပြီဘယ်လိုပုံလေးဖြစ်မှကျွန်တော်ဆွဲပြမှာတစ်ချက်ဟိုမိုက်တယ်ဗျာဒီကောင်ထုတ်ရတော့ကျွန်တော်ရေးတဲ့အတိုင်းကွက်တီစာသားကိုထုတ်ပြီးရဗျဒီကောင်စေ့ခြင်းအပေါ်မှာdownload ကိုနှိပ်ပြီးတော့တစ်ချက်စေ့နိုင်နေဗျဒီလိုမျိုးကျွန်တော်တို့ကြံဖန်မှန်လေးရေးပြီးတော့လဲ6ပြီးတင်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့မိုက်တယ်ဗျဒီကောင်တော့ပဲရှုံရလဲပကံတော့လည်းကောင်းတယ်โอเคအားလုံးပဲကျေးဇူးပါဗျာ